နားမလည်နိုင်တော့ဘူးကွာကိုတို့မတို့ရွယ်ဆိုတာအိမ်အောင်ပြီးဖို့ရွယ်တော့ကြော်လာကြတယ်အိမ်အောင်တစ်ခုတိစောက်ဖို့အတွက်ကို့မှာစီးပွားရေးအခိုင်အမာရှိပြီးသားအဲ့ဒါကိုမတို့အိမ်ကသူကြီးကသဘောမတူဘာကြောင့်အဲ့ဒါပဲကိုယ်တရားလူကြီးကတစ်ခါလေဘာမဟုတ်တာလေးတစ်ခုလေသဘောမတူချင်တူပြန်သူတို့သဘောမတူလားလေအချက်တစ်ချက်ပဲရှိတယ်ဘာကြောင့်ကိုထိပြောင်းတယ်အဲ့တော့လေကိုစဉ်းစားထားပြီးသားပါမင်္ဂလာဆောင်တဲ့ခါကျတော့ကွာဟိုမောက်ချက်တွေခေါင်းပေါင်းကြီးစောင်းပြီးမှဆောင်ပေါ့မင်္ဂလာဆောင်ပြီးတဲ့ခါကျပြန်တော့လေကိုတို့နိုင်ငံခြားကိုဟန်နီမွန်းဆွဲမယ်နိုင်ငံခြားရောက်တဲ့ခါကျရင်ကိုစပစ်ပြန်ဆိုင်မယ်ဘာလို့ဒီလိုပြောကြည့်ပြီးကိုလေလုံးဝပြောလို့မရဘူးမစဉ်းစားထားတာအခုလို့ရှိတယ်ညီလေးတို့ဒီလိုမတွေ့နေမကိုမောက်ကိုဥရလိုက်ပြီမှာပေါ့မတကယ်ပြောတာတကယ်ဘောကိုလေလုံးဝမလုပ်ရင်ဖြစ်တော့လိုပဲလောက်ရမှာကောင်းပဲကဲပြောအဲ့ဒါဆိုရင်ဟိုဒီညခိုးရမလားလက်ထံညမှာခိုးရမလားညဘက်ကြီးဆိုရင်တော့ချစ်ဖို့ချင်တယ်မလေမိမိနဲ့တူအေးရတာမိမိကလေအဲ့ဒီတစ်ချက်တာညဘက်ကြာနေခဏခဏနိုးနေတာမမရှိရင်လေသူချက်ချင်းတည်ရောအဲ့လိုကွာဘယ်လိုလုပ်ကြမလို့မိန်းမခိုးရဆိုညဘက်ခိုးရတာလေဟိုဒီလိုလုပ်ပါလားဟိုမမေညဘက်တောက်တဲ့ကော်ဖီကော်တဲ့ကိုအိတ်စီးလေးခတ်လိုက်ဟာဒီလင်းပြီးပါလိအဲ့လိုတော့မဖြစ်ဘူးထင်လေဟိုမိမိကနှလုံးရောဂါရှိတယ်ရောဂါအိတ်စီးလည်းမတည့်ဒုက္ခကြီးဖြစ်ကုန်နေတယ်တူအဲ့လိုဘယ်လိုလုပ်မစင်းသားကခုလို့ရှိတယ်ဟိုမလေးမတနေရာကိုထွက်လာခဲ့တယ်ကိုကစောင့်နေလိုက်ကိုနောက်ကိုတခါတည်းခိုးရလိုက်ပြီးလိုက်မယ်အဲ့ဒါကောင်းတယ်ဟိုဒါမှမဟုတ်ကွာရန်ကုန်ထဲမှာလည်းခိုးပြေးလို့ကတော့ပြန်ပြီးသွားနိုင်တယ်ကွာခုမကိုလည်းမထူးဟန်နီမွန်းထွက်တဲ့တင်တနေရာဝေးခိုးသွားလိုက်ကောင်းတယ်အဲ့လိုခင်းထွက်မယ်ဆိုရင်အင်းမောက်စိတ်မချလို့တယောက်တည်းမလုပ်ဘူးခင်းထွက်တာပဲဖြစ်ဖြစ်လုတ်ခိစ္စလေးပဲဖြစ်ဖြစ်လေပြင်ကိုသွားမယ်ဆိုရင်ညီမလေးတွေပါမလွတ်တာညီမလေးပါဦးမယ်ညီမလေးတွေပါဘယ်ရောက်တော့ပါလဲကွာသိမများပါဘူးကိုရဲ့9ယောက်ထဲ9ယောက်တော့အဲ့9ယောက်တော့ကွာအကုန်လုံးခိုးရမှာဟိုအဲ့တော့ကြားမိုင်မကောင်းဘူးနော်ဟုတ်ပါဘူး9ယောက်ပြရပါဘာပြောอ่ะမဟုတ်လေကိုတို့သွားတဲ့နေရာတို့ကလိုက်ကြပါလားလို့အနောက်ချက်ပြတော့ပေါ့ကွာဘယ်လိုလုပ်မှာလဲအဲ့လိုအပြင်ကိုသွားမယ်ဆိုရင်တော့ညီမတွေပါမကိုဖြစ်မှာတယောက်တည်းမလုပ်ဘူးမလေးစဉ်းစားမယ်ကိုလေးစဉ်းစားအောင်နော်အေးပါလေစီစားကြည့်လိုက်တာဟုတ်ပါဘူးစဉ်းစားကြည့်လိုက်တာဟုတ်မင်းဟင်အငယ်မင်း
ထားတော့လေကွာ ဟာလာတော့ဆက်တော့တော့ နောက်ဆက်တော့မဟုတ်မင်းကလည်းတိတ်ပုတ်ကြီးတာဒီမှာ9နိုင်တော့ကျော်နေပြီဟာလာငဲငါရဲ့မော်နီဘေကဒီကစားကြ ဟိုလုံးနေပြောရရှိဒီမှာပြောတော့ဘေးကစပီးမှာပြောလို့အားနာပြီးတော့ကောင်းနေတယ် ဘယ်နဲ့လဲကွာလူကမလို့သေးဒေါသမြအရင်နိုးနေတာဟိုငါတွင်းပါတော့မြင် ဘာပြောလို့လဲပြောကြကြည့်ပြောပါ လူကဘယ်ကအကူတောင်းလာခီးခုတ်ခီးခုတ် ရှုပ်ရှုပ်ဟောတော့ဘာလို့လဲ လူကြီးရတဲ့ကောင်လေငါဘာလို့လဲတော့ပြီးတော့ဝေးဆောင်ပြီး ကိုဆိုးသေးမလား အဲ့လိုမျိုးလေမင်းလည်းတော့မရောက်ဘူးကွာဝေးဆောင်ပြီးနှစ်ယောက်တည်းတော့မင်း မင်းကလည်းငါမရောက်ဘူးတဲ့မင်းနဲ့အားရလျှောက်လိုက်ရမယ်မြန်မာနိုင်ငံကမရောက်ဘူးလေရောအများဘာလို့အားရဆောက်ကြ ညာကွာလို့ပါဟိုအဲ့ကုန်ကြတဲ့ဈေးအားလုံးဟာနေစိစားတွေသွားပြီးလာပြီးအားလုံးငါတောင်းရော ပြဝေးကြီးတော့ပြောနေတာမဟုတ်ဘူးနော်စိတ်ကိုမွေးတာဝါသနာလည်းမပေါ့ဘူးပြောတာ ဆိုပါမင်းလေမင်းကငါဟိုကွာဟိုကုန်ကြတော့ကွာဟိုတော့ငါကြော်လည်းမဟုတ်ဘူးကွာ မင်းခုနပြောတော့မင်းကလည်းမရောက်ဘူး ဒီဟုတ်တယ်အခုကမင်းကလည်းရောက်တဲ့တတ်တတ်ပါကွာဟိုရောက်လို့ရှိရင်ငါကြီးလာငါကြီးသားလည်းသူ့ညီမလေးတွေကွာလွတ်လာပါကွာအဲ့ကြမှာတွေ့တာ မင်းအဲ့စောစီပါလို့ပြောတယ်နော် မင်းစောစီပြောလိုက်မင်းကပုံညင်းမှာပေါ့ဒီလေမင်းကမိန်းကလေးနဲ့ပတ်သက်လာမင်းကမရဘူးငါသိတာပါကျော် အဲ့ဒါဘာလို့တိတ်ကပြီးခေါ်လဲဘုရားဒူးတော့ မင်းစဉ်းစားကြည့်ကွာသူအားလုံးမိန်းကလေးတွေအဲ့ဒါတော့ငါတယောက်လေးကွာယောက်ျားလေးမင်းကိုချင်းဆိုင်ရတာအနေစားဘယ်လောက်ကြက်အဖို့ဟုတ်ပါ ငါကြောက် မကြောက်ဘူးအများဆုံးကြာ3-4ရက်ပဲဒီတက်လည်းကြာလို့ကြာ အဲ့ဒါပူကြလို့မရဘူး မကြာပါဘူးသိကြပါကွာအဲ့ဒါပူကြတယ်သိကြတယ်သူပြီးပါလေအဲ့ဒါပူကြတယ်ရလဲ ဒီကောလဲရမှာပေါ့ဘုခါနေတာဆန်း ဒီလိုမျိုးသွားတယ်။ဘာဖြစ်လဲ။ငါ့ကြီးဘုံလုံးရင်မကောင်းဘူးကွာ။ဘိုက်စားခင်းရင်စားမှာ။အာ အေးလာတော့ ဒီကစားနေလက်ပြီးတော့မင်းတို့ကောင်ကြီးပြောနေတာ။ဘာလဲစားတယ်ဘာလဲလေကွာ။ စားကြည့်နေလို့ကြည့်လေစားငါတို့ကတော့ကောင်းမယ် ဒီမှာမင်းတို့ခုပြောတဲ့အစီအစဉ်ကိုချီးသမောအေးပြီးမှပဲဆောင်းရပေါ်ကြပါလားဖိတ်ရှင်လေးကွာ ကားလို့စပါဘူးပါရတာ။ရေဦးပါမယ်။လုံးဝတော့ဘူး။ဆိုင်ရတယ်ဘူး။စားရမစားဘူး။ရေဦးပဲ။ဟုတ်တယ်။ရေဦးလား။အဲ့တော့ရေဦးလား။
မင်းတို့ကမြေဖို့လာကြတယ်အစာလေးကဒီကောင်ကလုံးလို့ပေါ့ကွာ ဒီတော့ပါ မဟုတ်ဘူးမဟုတ်ဘူးဖုန်းနေတော့နေရပဲ သူတော့လည်းပါဒီရှိတယ်ဒီရှိတယ်ဒီဟုတ်ပါအဲ့ဒါဘာလို့ဒီချိုး ချို့ဗျာဟာတယ်ဒီချို့လို့ရဗျာငါလည်းချို့ရအောင် တော့ဘာလို့ရလဲ မင်းယောက်ျားမဟုတ်နေလို့ရတယ်ဒီတက်တက်ကြီးဟုတ်တယ် ဘုံနဲ့ဘုံနဲ့ဘုံနဲ့ဘာလို့ပါလဲဝါဆွဲနိုင်ဝင်တယ်ဆွဲနိုင်ဝင်တယ်တဝင်းနဲ့ရှိတယ်တဝင်းရှိချက်ဝင်းနဲ့ဝင်ပါဒီတော့ဒီတော့တော့ဒီတော့လွယ်ဘာလို့လဲဒီတော့ဘုံကဘယ်လိုလဲဒီတော့ဒီတော့ဒီငါကလည်းတကယ်လို့နောက်ပြောတော့ဟောဝါမင်းနော်ဘာမှမလုပ်တော့ကိုယ်လည်းမင်းဟာရလောင်းလောင်းလာမှာပါကွာသိချာရှင်းလာပြီမင်းကလည်းမင်းဟာကြီးတဲ့မင်းပြောပုံနဲ့တမျိုးပြောငါနားတယ် မင်းဟာကြီးမဟုတ်လို့ဘသူဟာကြီးလဲ ဒီသာပါငါဟာကြီးပါငါဟာကြီးပါလာပါလိမ့်မယ်ငါပါသိရှိသားမှာကွာ အရှည်နေတာပဲရအောင်ရန်ကုန်ထဲကရှည်လာဒီအထိပဲအခုတက်ပြီးတော့မရှည်နိုင်တော့ဘူးနော်တနေ့ရောက်မယ်တနေ့ရောက်မယ်တနေ့ရောက်အခုထက်ထိပဲမရောက်နိုင် ဟုတ်ငါနဲ့တေချာချင်းမိတာတို့လာမှာတင်းနေတယ်ဖုန်းနဲ့လည်းပြောပြီးသားရန်ကုန်ကဒီမနေ့ထွက်လာမယ်ဆိုလို့ရှိရင်ခုလောက်ဆိုရောက်တော့ရောက်တယ် ဒီမနေ့ကထွက်အောင်ပါမင်းဟုတ်လားဗာမင်းငါ့ကိုညာများခေါ်လာ အဲ့ဟောမင်းကိုညာခေါ်အောင်မင်းငါဘာလို့လို့ရမလို့ ဒီလေမင်းငါပဲခိုးလာတာမသိဘူးတော့ရပါစိတ်ကဒီတက်ပို့ပြီးတော့မရှိတော့နော်ဒီနေ့ရောက်ရမရမနေ့ကငါလိမ့် ဟာဒီတော့စောင့်ပါကွာလာမှာဒီနေ့လာမှာကျင်းနေလား အေးပါဒီနေ့တနေ့တော့နည်းနည်းလေးဆက်ရှည်လာ Hey, nhà má rồi. Không mà, nhà má này, mẹ lớn quá không có bên này. Thôi để, nó, cô đi nhà mày lớn quá thôi tụi nó một, tâm ná rồi thôi lại là gì đấy, chân cha phụ lớn quá chú ta bảo này. Ê bà. Tao nghĩ đâu, cô ấy chế giúp gì à? Chế giúp thì này, thôi đi kêu, xin mới đây là gì? Nó này là lâu lắm cho nên là nó tôi này luôn là cái nào chụp chơi ra vào thì nó giống kiểu này Ê bà. Ya, nhí đâu, có từng ngày đi làm bây giờ bây giờ nè, đã rồi, cô ấy chết sống từng ngày đi, lúc nào mày mến thế này. Nghe mày à này,
ဦးမင်းခင်နဲ့ နောက်ကြပါရပါတယ်ရပါတယ်ကိုကြီးတကယ်ကြီးအရန်သဘောကောင်းတယ်မင်းလည်းမိတ်ဆက်ပြအောင်မယ်သူတို့တွေကတော့ကွာမရဲ့ညီမငါရဲ့ညီမအလောင်းတရားတွေပေါ့နာမည်တွေကတော့ဟိုငါလည်းကောင်းမမှတ်မိဘူးကွာအလကားပြောတာဟိုမှတ်မိတယ်ပိုသေးပြအောင်နော်မိတ်ဆက်ပြ ဦးမင်းနေဒါလင်းလင်းတဲ့ဘုဘကတော့ဖြူဖြူဦးတယောက်ကဘူးလို့ခေါ်တယ်ဒီဘက်ကဒီဘက်စုံလုံးတယောက်ကတော့ဆာဆာတဲ့ နာမည်ရင်းနေ နာမည်ရင်းအပြည့်စုံနေရတော့ရှိတာပေါ့ဟိုနှလုံးသွဲခေါ်ရင်နဲ့ညာရပဲနာမည်ချင်းလို့ပဲဖြစ်သွားတယ် ကောင်းပါတယ်နာမည်လည်းမင်းနာမည်လည်း ငါဆိုရင်တော့သူတို့အကျင့်နဲ့တွဲပြီးနာမည်မှတ်ထားတာဒီအစားပုတ်အိတ်ပုတ်ဆိုရင်ဇာတာပဲဟုတ်တယ်စီကနေလို့အတမကြားလိုက်ကြားလိုက်ရင်ဒီစွာမယ်ရန်တွေ့မယ်ဆိုတော့ဘက်ကဖူးမှတ်ထားဒါအပြင်းကြီးနေရလင်းပဲဟိုဖြူရတာအေးစီပဲပရိသမာဂျက်ကလာနောက်တော့မှတ်မိပါအေးပါကိုယ်ဘာမှမဟုတ်ဘာပြောကွာဒီနေ့ဒီချင်းကစပြီးတော့ငါတငယ်ချင်းကိုမရဲ့ညီမတွေမင်းလက်တဲ့ဝက်ကွက်အပ်ပါတယ်ကွာမင်းမျက်လုံးထဲမှာအမြင်မတော်ရှိရင်သုံးမလို့ရတယ်သူတို့ဘာမှနားမလည်ဘူးကွာသုံးမလို့လားတစ်ဖက်ကလာကောင်မဟုတ်ဘူးကဲပါဦးပါလေအမီးတို့လည်းနေပါမယ်နော်အဲ့ဒါပဲနော်ကန်းကျင်နဲ့မိဘုံပွဲနဲ့ကန်းကျင်ခွဲကြလို့မရဘူးဗျာကန်းကျင်ရောက်လာပြီဆိုရင်မိဘုံပွဲလုပ်ရမယ်အဲ့ဒါကြောင့်သမီးတို့မိဘုံပွဲလုပ်ဝဲတာဗျာဟုတ်တယ်ကိုရဟိုမိဘဝဲနဲ့စီးပြီးဆိုတာလေဝဲသားလို့ဘူးမရဘူးလောက်လာတယ်မိသားရဲ့နင်ကတင်းနေအစားပဲတိလားစားလို့ပဲစဉ်းစားနေဟုတ်မင်းကလေမင်းဝဲလို့ပြီးတော့စီးဖို့လေးကမစားတော့ရှင်ငါတို့ဗာလေမိဘကြီးငေါ့တော့ကြီးထိုင်ကြည့်နေရမှာကပေါ့ဟာအော်သုစာရဲ့ကန်းချင်ရောက်ပါကန်းချင်ရဲ့အရှာအပြည့်ဝခံတာပစ္စည်းကပဲတင်စားလို့ရဟုတ်ပါပြီငါညီမတွေရတယ်ကွယ်ဘာဖုတ်တာနဲ့စကားများနေကြတယ်ကဲဘာလို့ရှင်လဲပြောဦးကြီးကဘာလို့ရှင်လဲနော်ကိုကြီးတို့မသွားခင်မှာညီမလေးတို့အကုန်လုပ်ပေးပါမယ်ဘယ်ပဲတော့မှာမဲအောင်တော့ဘူးတို့တွေကိုကန်းချိန်မှာဒုတိယချောင်းမယ်ချစ်စကားလေးတွေပြောမယ်ဘာညာပေါ့ဒါပါပဲဘာလို့ဆိုကိုပြောကြလေလုံးစရာကြီးကစားခြင်းနဲ့တူရဟုတ်လားစားရရစားဟိုတချင်းနားတော့ရင်နားတော့ရင်းဆိုရင်လည်းဆိုကရင်လည်းကခုံလည်းကွာလုံးချင်လုံးချကွာပြီးတော့ကိုရဂီတာတီးပြမှာလို့ကိုရဂီတာမတီးရဒီပါတို့တဲ့မေးတဲ့ဂီတာကောင်ကိုကျွမ်းတယ်ရှဲဦးလေးရဲ့ချစ်တန်းနေလိုက်နော်လုံးဝဖူးရတယ်နားကိုမထောင်ချင်သမီးတို့လည်းကန်းကြီးရတယ်တက်လာလို့ပြီလားငါထဲမှာလေဟိုရှင်းဝင်နေလို့ဟုတ်ကြဟုတ်တယ်သူကလုံးဝနားမထောင်ချင်ဝါသနာလည်းပေါ့အေးပါညီတို့နားမထောင်ချင်လဲသူကမတီးပါဘူးနော်အဲ့တော့အစားလည်းအရင်လုပ်ကြအောင်ဒါကြီးအားกินကိုကြီးကိုယ်တိုင်กินထားတာဆွဲတော့စားတော့အဲ့ဒါกินပြီးတော့ဝယ်ထားမှာမဟုတ်လားနော်ပါกินပြီးတော့ဝယ်လို့ရှိရင်ဘယ်လက်ပါတော့ဒါလေဟောဒီမင်းကြီးကိုယ်တိုင်မြားထားတာဗျာမြားထားတဲ့ငါးတွေကိုกินထားတာမြားဗျာဘာဖြစ်လို့တော့ငါမြားရဆိုတာနှစ်တန်းကိုကြီးရဲ့ဒီကောင်လည်းတင်ရတယ်ငါလည်းတင်ရတယ်တနာပါတယ်အဲ့လိုမစားနဲ့ပေါ့ဟာကဲပြီးတော့မစားနဲ့အဲ့ဒီနဲ့သူကစားမစားရမစားနဲ့ဟာကိုကြီးလေဘာလဲဟမ်အဲ့ဒါလေစားလို့ပြောပြီးတော့
လားမမယောထားကြမှာငါပဲပြီးမှလဲဟာနင်ကလည်းအဲ့နေရဟာဟာထားကြမှာမမကြီးမတွေ့ဘူးခက်ကြီးနင်သားဖြစ်နေရလေမရကြီးငါကကလေးသူ့အတူဆောက်သွားကြသွားလိုက်မယ်အပြင်ညာလို့ပြန်လာကြည့်ရလေဟာအဲ့နေရဟာနင်ကလည်းမဟုတ်ဘူးသူ့ဝယ်စားရမရှိတော့လားဟမ်သူ့ဝယ်စားရမရှိတော့ဟုတ်တယ်မရှိတော့အော်နင်းတေးရှာသိရလားဟောရှာတော့ဘောရှိဖို့မတူဘူးဟာအိုးခရီးအပ်ပါရောနေတေးရှာလားဟဲ့မမရခရီးအပ်ဝင်နေမလားအော်နင်ကလည်းခရီးအပ်ကမိုက်မွေးမဲ့တော့ငါသိတာဟောမရဲ့အဝယ်စားရပါခရီးအပ်မှာရှိတာအဲ့ဒါမင်းနေရခရီးအောက်မှာလည်းမရှိဘူးခရီးပေါ်မှာလည်းမရှိဟိုးနောက်ဖေးမှာလည်းမရှိငါမရှိဟာအဲ့ဒါအော်အဲ့ဒါဆိုမမတခြားတဲတွေပါနေတော့အဲ့နေလားမသိအောက်ပါကြည့်ရဟောသိပါသိစက်ကနေကနေငါပေါ်လာတယ်တိုက်တယ်ဟာဒီပါဟာထားပြီဟာတကယ်ငါမကိုခိုးပြေးသွားပြီမင်းကိုကြိုးပြီးခွင့်မပြောတာငါ့ကိုခွင့်လို့ပါကွာငါရဲ့ခဲမ9ယောက်မင်းလက်ထဲအပ်ခဲ့ပါတယ်မင်းထိမ့်သိမ်းဆောက်ရှောက်လိုက်ပါတကယ်ချင်းမိုက်ဟဲ့မိမလေးဖာနေခါဟဲ့လေးနော်ဟဲ့လေးလာတော့ဟဲ့ခေါ်ရတာမိုက်နေဘာဖြစ်လဲမိုက်ဘာဖြစ်လို့ဟုတ်တာလေအာမိုက်မရှိဘူးခိုင်းတယ်မှမရှိဘူးဟုတ်တယ်ဘာဖြစ်တာလဲနင်တို့ဟုတ်တယ်မိုက်မရှိတော့ဘူးသူ့ဝိစားရလည်းမတွေ့တော့ဘူးဟာမတွေ့လို့မရဘူးလေတက်နိုင်ကြိုက်ပေါ်မှာပေါ့အဲ့ဒါပြောကိုရင်းနေလို့ခံတော့တမ်းကြည့်ကြည့်ဟာအဲ့ခံရောမရှိရပါဘူးဟာတန်းတော့နဲ့ဒုက္ခရှိဦးအဲ့ခံထဲမှာလည်းမရှိဘူးရှာပြီးပြီသူကပြောက်နေတာနော်လူကြောက်ပါဦးငါကြီးတုံလို့ပါငါတုံနေတယ်တုံပြီးချိန်တော့လာအဲ့ဒါလည်းရှင်းတော့မယ်ဒီလိုတော်တော့မင်းကြီးရဲ့ငါမေးပါမယ်ဟုတ်လေသူတို့နဲ့အတူလာရဲ့အမတဲ့တွေ့ပြီလားညီမလေးတို့ရဲ့အတူလာတဲ့မတဲ့ကိုပြောတာချက်တော့မသွားဘူးဟုတ်ညီမလေးတို့လာမေးတဲ့ပြေးလိုက်ပါဆိုစာဆောင်ရေးပြီးသွားညီမလေးတို့မမချစ်သူကိုရဲမင်းသူနောက်ကိုလိုက်သွားပါပြီမမကိုလိုက်မရှာကြပါနဲ့မမကားခဏယူသွားတယ်နောက်ပြီးပတ်စံလေးနည်းနည်းယူသွားတယ်မမကိုခွင့်လွတ်ပါမမမိုက်ဆွေးနေပါတော့ဟာပါပြီဟာဆွေးနေလို့ပြတ်သွားပေါ့ဟာမမမိုက်လို့ရေးထားပြီလေဟာလည်းတောင်းပါပြီတာလည်းမရှိတော့ဘူးဘုံတော့ရပါလားမပါဘူးဟာအမရလေဘာအဖက်မသိဘူးတော့မယ်နော်
လေဒီမှာပြဿနာတက်ပြီးစဒီမှာ တာတော့လည်းပေးသွားတယ်စာရော ဟမ်ဒီဟာ ဘာဘာလို့မိုးရတာတော့အော်ဝဲဒါမဲ့နင်တို့ကဝမ်းနေပြီလို့ကြာဟာနင်တို့ခဲကိုကောင်ငါ့ကိုမလိမ့်မလုပ်ပြီးထားခဲ့တာတော့သူတို့သွားလေနင်တို့ကလန်ပါမှာဆိုလို့ငါ့အထားခဲ့တာငါဝမ်းနေရမှာ ဘာပြောတော့လဲတော့ခဲလုံးတော့ကိုရတဲ့ကိုလုံးတင်တယ်ဘူးတိုင်မယ်အဲ့ဘုံဆက်ပြီးတိုင်မယ်ဟုတ်တယ်တိုင်မယ်ဦးလေးရောလည်းတိုင်မယ်ဟုတ်တယ် တိုင်နေနေတိုင်ဟာ တိုင်မယ် မလဲဆက်နေငါ့ကိုချုပ်ထုတ်တယ်မထားဘူး ဖြစ်နိုင်တော့ဘူးဟာဒီမဲ့အဲ့လိုတိုင်တယ်လို့တိုင်လေဟာငါခုမှစဉ်းစားမိရဲ့ဟာငါတို့ကလေအဲ့ကကြံရပါဆိုပြီးပြဿနာရှာဒုက္ခဟာငါတို့မမယူမှာခေါ်ထုတ်လာတာဟာအဲ့ငါတို့ကဒုက္ခရောက်ကုန်လိမ့်မယ်အဲ့တော့တိုင်တော့ဘူးဟာတိုင်တယ်လို့ပဲလေဟာခုမှတော့ဘာတက်နိုင်တော့မှလဲဟာရောစရောပတ်စံတော့ဘူး2ရက်သာရှိသေးရဒီမှဘာစလို့တော့တိုင်မိကြတာပေါ့ဟာမရရလေဟာငါတို့တောင်မြေမှာဖြစ်ချင်ရဖြစ်ဆိုဒီတိုင်းထားခဲ့တာပဲနော်စိတ်ညစ်အေးဟာငါတို့ကလည်းတောင်မြေမှာလုပ်တဲ့ခွေးကြီးကြာနေရပဲဟာနင်ကလည်းနင်းတယ်ငါတို့ကခွေးဖြစ်ဩနင်ကလည်းသဘောပြောပြတာပါစိတ်ညစ်ကြရင်နင်ကအခါနာကောက်နေပြန်ဟုတ်ပါဘူးဟာမမကြီးကငါတို့ရက်ဆက်ပါနှစ်ထပ်ကွာအောင်ရက်ဆက်ပါသူ့ဘာဒီရောကြောင်းတော့လိုက်သွားပါကားလဲယူတာအဆက်နေလဲဒီထက်ပိုဆိုတာဟိုမြစ်တာတုံးဆိုတာငါတို့အပ်ခဲ့အဲ့ထားလိုက်တော့ငါတူတူဖေးလေးရအောင်အခုရင်းကြည့်တာကငါတို့ဘာဆက်လုပ်ကြမလဲဆိုတာအပြောအောင်စဉ်းစားကြအောင်အေးအမှဆုံးငါတို့စဉ်းစားမှာမကြီးမပါဘူးငါတို့ပဲပြန်ကြပြီကောင်းလားမဖြစ်ဘူးအဲ့ဒီတော့မဖြစ်ဘူးအင်းရလူချီပြရလေအမကြီးကထွက်နေတော့တဲ့အကောင်ကငါတို့စီချက်ကုန်နေပြီရိုးရိုးလေးတော့မဟုတ်တော့ကြီးနေတူတူရှိုက်ပါငါတို့ကြောက်ပါရဲ့ဟာပြန်ရင်အဲ့ဆိုရင်လေသူတို့ဆုံတွဲလာတော့မှငါတို့ရန်ကုန်တို့နဲ့အတူတူပြန်ခေါ်ရလို့ရှိရင်သူတို့အစီအစဉ်မှာငါတို့လုံးဝမပါဘူးဆိုတာမမယုံဝင်ခံခိုင်းဒါမှရှိတော့တာပဲအာမဖြစ်ဘူးငါတို့နေကြောက်တယ်ပြီးတော့ငါတို့မှရက်ကြလေးတငယ်ကြီးပါလည်းမဟုတ်ဘူးငါတို့မင်းကြီးတွေဆိုတော့ချားလို့ပြီးလို့ရှိရင်နေငါကြောက်တယ်အေးဟိုလူကြီးရှိရလေအေးရင်းတယ်မစိုးဘူးဟာဘာလို့လဲဆိုတော့ငါတို့တို့နည်းနည်းပါဟိုလေချော့ခိုင်းလို့ရှိရင်ရမယ်ထင်တယ်ဟာအခုဥစ္စာတွေပြတ်နေပြီမုန်းတွေကစားဖို့ဖားရလို့တို့နည်းနည်းချော့ခိုင်းလို့ရှိရင်ရမယ်ထင်တယ်ဟိုလိုအဲ့လိုတုံးချတဲ့သဘောပါဟာအေးကောင်းတယ်အဲ့အစီအစဉ်ကောင်းတယ်နိုင်ကောင်းတယ်โอเคအဲ့ဆိုရင်ငါတို့အခုတပြောကြအေးပါနော်哦，哎，有两个两个嘛，你照装。哎，我操！这样子，我没睡呢，我又搞完了。这你看你看，对这里还有没理你啊？你看，二十来知道我，我说你就哎，二十没有表啊你？我多厉害哇！我他妈我那什么我你看嘞，累，累。ဒီမောင်လေးလေဒီမှာဟုတ် အဲ့ဒါဒီမှာမဟုတ်ဘူးမင်းထင် ဟုတ်ကဲ့ပါဦးမင်းထင်ဦးမင်းကရင်ကုန်ပြန်တော့မှာလားယင် ဟုတ်တယ်ကျတော့လို့ သမီးတို့ဒီတိုင်းပဲထားကြတော့မှာလို့ ဟာနင်တို့ထားခဲ့တာငါလားနင်တို့အမလား အမယူတော့ဒါမဲ့အမယူခိုးပြွားဦးလေးရဲ့တငယ်ချင်းအကိုကြီးပဲဟောင်း ဘာဆိုင်လဲငါတကယ်ကြီးလည်းအသက်ပြည့်ပြီနင်တို့မှလည်းအသက်ပြည့်ပြီသူတို့ချင်းကြက်လို့ပြီးတော့ဘာပြောတာရှိလို့ဟာလေနင်တို့မှငါတကယ်ကြီးတော့ငါနင်တို့တောင်းနေထားပါ မဟုတ်ပါဘူးလေဟိုလေအခုဆိုတော့လေသမီးတို့ကြီးပဲဆိုတော့လေနည်းနည်းအားငယ်နေလို့အားငယ်ရုပ်တည်လည်းပြန်ကြည့်ဦးမှန်တယ်နော်အားငယ်တဲ့ရုပ်တည်လားလို့မိတ်ကပ်ပြီးတာ ဟိုအဲ့ဒါလေအားငယ်နေတဲ့ရုပ်ကိုလေဟိုလူတိမှာဆိုလို့မိတ်ကပ်တင်နေပေါ်တာဒီအားငယ်နေတာဟုတ်ပါတယ်အားငယ်တယ်ဆိုရင်လည်းပြန်ကြပေါ့ဟာလမ်းစဉ်မရှိဘူးလားငါပေးလိုက်မယ် ဒီလိုကဟုတ်ရဲ့ဟိုသမီးတို့ရွေးပြန်သွားလို့ရှိရင်လေလူကြီးကသမီးတို့တတ်မှာ ခါလိုက်ပေါ့ ဟုတ်တယ်အဲ့ဒါတော့လေဟိုသမီးတို့ကလေမမကြီးပြန်လာရှိ
ဆောင်းနေတော့တောက်ကြည့်စလို့ပါဟုတ်ပါဘူးလေဟိုတိတ်ကြိုင်မဆောင်းအောင်ပါဘူး3 လေးရက်ချေပါဦးလေးရဲ့ဟိုအဲ့3 ရက်တာလုံးမှလေမမတို့ပြန်မလောက်ဆိုရင်တမလို့ပဲပြန်သွားလိုက်တော့မယ်နော်ဟုတ်ပါရဲ့ဦးရဲ့ဟိုလေဦးမတောင်းရှိရလို့တမလို့ဆွဆွဲအောင်မဟုတ်ပါဘူးတမလို့လေဟိုမိသားစုကလေးနဲ့နည်းဆောက်ရှောက်ပေးဖို့ပါဒီလေးကဆောက်ရှောက်ပေး ငါမှနေလို့မြတ်တာမရှိဘူး ဟာမိသားစုရှိဘူး အဲ့ဒါလေမြတ်တာမရှိတာစိတ်ကုန်တာနော်ပြမယ်နော်ငကိုတွေကမှလိုက်ချင်လို့လိုက်တာမဟုတ်ဘူးဒီမှာပြဿနာတက်နေတယ်ပြမှာဟုတ်တယ်ကောတေးတာအဲ့ဒါလည်းမတေးတာ တမလို့လိမ္မာအောင်နော်ဘိုးထိုင်တော့နော်တရားတမင်ဝါဝါညနာချမ်းသုံးလာထားတယ် တန်နေမနဲ့စောစောစီစီမင်္ဂလာရှိလိုက်တယ်ကွာ အဲ့ဒါဒါဘောဒီကောကြော့တယ်ဆိုမင်္ဂလာရှိပေါ့ ဒါဘောကြောဗျာ အမေစုတွေပေးလိုက်စမ်းဟင်းအဲ့ဒါ အောင်ပါမင်းကဘာဖို့လို့လဲလာပြီးတော့မင်းကလေသိလားရီးသားဖြင့်မူးလို့ရှူစရာမရှိပဲနဲ့မင်းကအဆင့်တော်ကြီးကလေးလိုချင်နေသေးတယ်အမေ ဒါကြားဖို့မယ်ကျေကျေပြော ကျော်တူတူတော့လုပ်သမား အဲ့လိုပဲပေါ့ကွာငါလည်းမင်းတို့လိုပဲမင်းတို့တွေမှလည်းကြီးသားမရှိဘူးအဲ့ငါကလည်းကြီးသားမရှိဘူးပဲကြီးသားမရှိဘူးအခုမရှိရင်နောင်ရှိတာပါတွေ့နေပြီဟာဘလို့မင်းကကိုဝင်ရှိတယ်ဟုတ်လားအေးဟိုကဆန်လိုက်တော့ချောင်း ဟုတ်ရဲ့မကောင်းဘူးတော့ရဲ့မင်းဘယ်လိုလဲရလဲ တော့ဖြစ်တာလဲ2ပတ်လောက်ရှိပါ ဟာပြရတယ်ကွာ ဟောဒီရောက်လေမင်းတို့အဲ့ဒါကြောင့်ငါပြောတာဗောမင်းတို့အကွက်ခွင်းကိုမမြင်ဘူးအကွက်ကိုမမြင်ဘူးဝေးပေါက်ဘူး ဒီရောညင်းနေရောပွေးနေရော အာကောက်ရတာဖီးတော့အဲ့ဒါဩမင်းတို့ပတ်စံကွာ ငါပြောတာပြပါလို့ ငါလောက်အမြင်မရှိဘူးငါလောက်အမြင်မရှိဘူးပြော ဟုတ်တော့လေ ကြည့်လိုက်စမ်းကြည့်လိုက်စမ်း ဩမင်းကအဲ့အောင်ပြောရလားဟဲ့မြင်တာမြင်မကြင်ရကြီးပါကွာကြည့်မော်လို့ဘာမှလုပ်လို့မရဘူးမင်းကဘာလုပ်ချင်သေးလို့လို့ဟုတ်ဒီကငါပြောတာဟိုမိတ်ဆွေပဲဖွင့်လို့ရမှာ တော့ကလေးဘတ်နဲ့ရောစား ဟဲ့ break back ရော break back ကလေးဘတ်စားမှာပြော ကလေးဘတ်9ဘွဲ လက်စားသေးတယ် မင်းတို့ကွာငါတို့ဆုလောက်မဆုလောက်တော့ကမှမှာရပါတယ်ကလေးဘတ်စားလို့ ရပါတယ်ဒီနေ့ကကျွန်တော်တို့ဟိုတယ်တစ်နေ့ပြည့်ဖွင့်တာတစ်နေ့ပြည့်ပေါ့ဗျာအဲ့ဒါကျွန်တော်အစီအစဉ်လေးတစ်ခုလုပ်ထားပါတယ် ကျွန်တော်ဘာလုပ်ရကျွန်တော်ဘာလုပ်ရဘာကူညာ ဟုတ်ကိုတို့ဒီလာရောက်အားပေးတဲ့အတိုင်းကိုကျွန်တော်တို့ကဆက်ဆံမဲ့စီစဉ်လေး ဟုတ်ခါ တက်တက်နဲ့ဘာဘာ ဒီထဲမှာကျွန်တော်တောချိတ်ကနေစပြီးတော့22လမှာ TV ထိ 22လက်ပါ22လက်ပါတက်တယ် ခုကြတော့ပြောတယ် ဟ
တော့ကျင်လာပြီးတော့စောက်နေတယ်ဟောဒီကောင်မလေးငါ့ကိုသိတော့နေတယ်မလာချဘူးလာဖို့လဲဒီတော့ငါကွဲရတော့သူ့ပြင်နေဖြစ်တယ်ဟာလားဟဲ့ငါပြောရကြားလား သမီးကဘာဖြစ်လို့လဲလို့ ကိုလောက်တဲ့အချိန်ကိုမသိဘူးလား ကန်းစီတာမရေကူးတာအပြစ်စီတာလို့အဲ့လေကန်းစီမှာဒီတိုင်းပဲရေကူးနေကြပဲဟာဟိုသူများလည်းဒီလိုပဲရေကူးပြီးစောင့်နေဟာယူလေရတယ် ဒီသူများကူးတာမကူးတာငါလည်းမဆိုင်ဘူးနော်နင်တို့ကူးတာလည်းငါလည်းဆိုင်တယ်နင်တို့ငါတာဝန်ယူထားနင်တို့တစ်ခုပြင်ငါခေါင်းပေါ်ကြမှာ ဘာလို့လဲဦးလေးသမီးကရေကူးတတ်ပါ အမဒါရေကူးတာမဟုတ်ဘူးပြင်လေနော်ရေကူးတဲ့လူလည်းနေတာပဲတိုင်းကြတယ်ဆိုလို့လိုက်ဆွဲပြတော့တခါလေးလူမပြင်ရအောင် ဦးလေးရလဲစိတ်နဲ့ဆိုင်တနားကိုလိုက်ကူပါလား ဒုလည်းပြေရောဒီတော့ငါတာဝန်ယူထားရတယ်ဆိုတော့ဒီလိုလည်းဒီကနေ့ရောက်လိုက်တော့ရတော့ အဲ့ဒီသမီးကရေကူးရတော့လား ဒီမကူရတော့နော်လုံးဝမကူရတော့အကုန်ပြောမှာတန်းဆက်တာမသိရဘူးငါမသိခဲ့တဲ့ရေကူးတဲ့အတွက်နင်တို့အဖြစ်ပေးတာဘိုးဘိုးတော့မသိရဘူးဗတ်တယ်ပြေတော့အောင်ဒီကလုံးဝမလျှော့ဘူးမကူရဘူးမကူရဘူးလေ တကယ်တော့လား တကယ်ပြောတာနောက်နေတာမဟုတ်ဘူးဒီလိုအဲ့ရေကူးဆုံးနေတယ်နောက်မိုးရတော့ အဲ့ဒါကိုသမီးကဒီတိုင်းစောင့်နေရအောင်ဟုတ်တာလေ ဒီလိုကကဲအဲ့ရေကူးဆုံးနေချုပ်ငါသိထားတယ်ရေကူးဆုံးနော်ဒီလိုကုန်ချုပ်ပြီးတော့ပေးလိုက်ငါပြန်ဆောက်နေတယ်နော်ငိုကျင်တဲ့အားပင်လေရဲ့အာဒီပင်လေအာညာမတင်လာတာအဲ့ငါတက် ကွာတယ်ကွာတယ်လွတ်လွတ်လပ်လပ်ကူးရတာနဲ့လွတ်လွတ်လပ်လပ်မကူးရတာနဲ့အရသာချင်းကိုကွာတယ် ဟေ့မင်းပြောမှာဆိုဒီကမ်းကြီးမှာရေမကူးရဘူးဆိုစိုင်းဖို့ဘယ်တော့မှမရှိထားဘူးလေလွတ်လွတ်လပ်လပ်အကုန်လုံးကူးလို့ရတယ်ကူးလို့ရတယ် အဲ့ဒါဟုတ်တယ်ဘယ်သူကချုပ်ချယ်ထားလို့တော့ညပြောလို့ရမှာကွာရှိချင်းရှိနေမှာပေါ့ပြောလေအဲ့ကိစ္စခဏထောင်းပါဒီမှာလိုင်းကိစ္စအောင်လို့ဟိုတော့ဖုန်းလိုက်ကြအောင် အေး ဖုန်းနဲ့ပတ်သက်မင်းမဆယ်မင်းကဖုန်းကန်ကောင်းတယ် ဆရာမလေးအိမ်ကောင်းပဲ ဖုန်းဆက်မယ်နော်ဆက်ပါလားဒီမှာဆက်ကိုကြီးကဖုန်းဆက်ဖို့စောင့်နေတာလားလို့ကျွန်တော်အခုကျအရင်ကြီးနေတာကိုကြီးကျွန်တော်ဆက်ပါပြောနေတာမြင်ရတယ်ဖုန်းဆက်ပြီးတော့ကိုကြီးဟာဘလို့ဒီဘလို့ဒီ ဘယ်တော့မှမလို့ပါတယ်ဒါဟောတဲ့ဖုန်းနံပါတ်ကြီးရဲ့ဟယ်လို Halo, siapa? Siapa? အော်ဘာတူလဲညောင်းတယ်နော် Siapa? Kenapa lu siapa? Siapa? Tahu lah, tahu mana lu mah siapa? Siapa lu tak? Ini tidak di kulo mesti lu. Ni siapa sih mah tahu asyik kan hari? Ya, sampai auna kau lupa lah, siapa pilih lu? Ada Siapa? Siapa ni? Yang mana awak? Siapa orang dia lah? Asal dia tu kau siapa? Kau mana? Tu siapa? Siapa? Sama ni mana?
ဆောင်တာလို့ပြောတယ်ပြောတာကိုကြီးကြောက်တော့ကိုကြီးတော့ပြောတော့ကျန်ပါငါစားချင်အောင်ရှိတာလေဘာလဲဘာရမလဲ မသိဘူးလားကိုလုံးထားတဲ့အဖြစ်ကိုမသိဘူးလား တိ အဲ့လေရေကူဝတ်ဆောင်တော့လေရေကူဝတ်ဆောင်မလို့ပေးပြီအခုဘာပေးအောင်မှာလဲလို့ ဒီလိုဖုန်းလေးပေး ဟာဟိုကလေဖုန်းမှာဘာပြည့်ရှိလို့လဲလို့ ဖုန်းမှာဘာအပြစ်မှမရှိဘူးအဲ့ဖုန်းကိုင်တဲ့လူတွေရှိမှအပြစ်ရှိတယ်နော်ကဲရှာမချင်းနဲ့အဲ့လောက်ပြောသဘောပေါက်ကုံထုတ်ဖုန်းလေးနောက်အားထား ဖုန်းကဖူးလို့ပြောတာမဟုတ်တာဟိုဘက်ကလာတဲ့ဖုန်းပြောတာလေ အဲ့ ဟုတ်ပါတော့ရဲ့တစ်ဖက်ကလာတဲ့ဖုန်းကိုမဆက်ပါနဲ့လို့ဘယ်လိုတားလို့ရမှာလဲလို့ အဲ့လေ မဆက်ပါနဲ့လို့တားလို့မရဘူးမကင်မဲနဲ့ထားလို့ရတယ်နော်ဒီတော့အခုလာကြဖုန်းလေးကုံတိုင်ခံပြောတော့ဟိုကောင်လေးကငါ့ကိုလမ်းမတွေ့ရင်ရီဘယ်လောက်ချက်ဖို့ကောင်းလဲ အဲ့ဆိုဟိုဥကလေသမီးတို့ဖုန်းပြောနေခင်လို့လား ရှာမချင်းနဲ့ကုံဖုန်းလေးငါ့ကိုကိုပေးတာ မရှိဘူး ကြာရ မရှိဘူးဘာ မရှိရင်အဲ့နာပါအဲ့လက်ထက် မှမဟုတ်ဘူးဒါ ဘာမှမပြ တဲ့လားနင်တို့လည်းငါဖုန်းပါသွားပြီဘာမှမ ကဲနောက်တော့ မရှိဘူးမမရှိသေးတော့မရှိ ခုနောက်ပါထ ဟာဟိုတော့အယုတ် ပြအဲ့ဒါ အမလီ ယူလိုက်ကဲထားပြ လေးဆိုတော့လေပေးရမှာလေတဲ့နိုင်ပေးရမှာကောင်းတယ် ထုတ်ကဲသူကြီးကဒီလုံးနေနဲ့ဘုံပေးရမှာ မရှိတော့ဘူးရကောင်းပြီကောင်းပြီကောင်းပါပြီရှိတယ်လား ဘယ်လဲ တက်ကြလိုက်နဲ့ကြဟာအဲ့ဒါလည်းဒီအားတော့လေဆိုဒီတက်ကြိုက်မဲ့မိမမရှိရဟုတ် ဘာလို့လဲ ဟမ်ဘာပြောဘာပြောအာမဟုတ်လေဦးလေးကလေအရင်ချောတာပဲလို့
ရှင့်မသူကခေါ်လို့ ဒါပဲခေါ်တာလေခုနအုံးဒီလို့လာခေါ်တယ်လေဒါပဲလေအဲ့ကြောင့်မလို့ကြီးလာတာ ဒီအုပ်ကြီးကစားလို့လည်းမရ မဟုတ်ဘူးဒါထင်လို့ပါဒီအုံးကြီးလည်းတော်တော်အသုံးတဲ့တယ် ဘာပြောလဲ မဟုတ်လေဟိုဖိုးပင်မောအုံးကြီးဒီအုံးကြီးတက်ခုပေးမယ်ဒါစားခြင်းစားအတွက်ဆိုပြီးဒါအုံးကြီးမဟုတ်မလားရက်ဆက်မလားဒါလောက်ချင်လို့လုပ်လိုက်တယ်မှာဒါတော့ဆိုအားလုံးလုပ်ပေးချင်တာဒီအုံးကြီးဒါပဲရှင်တို့ယောက်ျားရလေဘာလုပ်ပေးမယ်ညာလုပ်ပေးမယ်စိတ်စနေအောင်ပြောပြီးရင်အခြေတောင်းမယ်အဲ့ဒါပဲပြောမှာမလား ဒါကညီမတမပုံသားလေးရှိတာအခုအိတ်တာလေဒါကအခြေတောင်းလို့လိုက်တာဒီမှာတေးတာဒါကအင်းဖြစ်တယ်ဟုတ်ဒီလိုတော့ရုံးချတာတော့ချစ်ဘူးရော ဟိုဘက်လဲအဲ့ဟိုဘက်လဲလို့ပြောနေရ ဒါကမလုပ်ကောင်းပါဘူးဒါကလေဒါကကျွန်တော်အစားအလောက်မထင်ဘူးနော်ကျွန်တော်အဲ့လိုမြည်ကြည့်သားနေတာဒါကလေ ရှင်ဘာဆက်ပြောနေရလဲရှင်မျက်နှာကိုကြည့်ပြီးပြောပါရှက်လို့ရှင်ဟိုဘက်လဲလို့ပြောတာ ဩဒါကအပြည့်ပေးမှာဒီနေ့တော့ကြည့်ပြီးပြောမှရှက်တယ်ဟဲ့လားဟိုဘက်လည်းပြောမယ်လေရောတခြားနားထောင်နော် လက်ခံမယ်ပြော ဒီများအခြေပေးမယ်တကားကို30လာခောက်ဒါပဲ ကြည့်ပေးမယ်တကားကို3ရက်လာခောက်ဘုန်းကြီးလက်ကလေးနာတော့မှဆိုလို့3ရက်တည်းခောက်ခဲ့တယ်လားဆိုလားဆက်ချက်လောက်ခောက်ပြပြီဆက်ချက်လောက်ခောက်ပြပြီလက်နဲ့မအားမရဘူးကောင်းလို့ပြေးတောင်းလိုက်မယ်ဒါတကားကြီးပွင့်သွားရင်ပြီးရောဒါစားဦးလေးအုံးကဟာဒါမရောက်သွားလိုက်ရင်ဒါချစ်တာ စိတ်နဲ့စား ချစ်တယ်လို့ပြောတာဘာလို့သိနေတာလဲဘူး အဲ့ချစ်တယ်လို့ဆိုအောင်စိတ်မညစ်ဘူးအဲ့ချစ်တယ်လို့လာပြောလို့ချစ်တယ်လား ဘူးကကျွန်တော်ဘာလုပ်လို့လဲ ဒီမှာနေကျွန်မမအောင်ဘူး ဘူးကဘာလုပ်နေလဲ ဒီစားစကားပြောရဲဆိုအောင်အဲ့ဒီလူရဲ့အချိန်နဲ့အချိန်ခါကိုကြည့်ပြီးမှပြောရတယ်ခုကျွန်မနေအောင်ချင်းလုပ်နေစာရေးနေ ဟုတ်ကဲ့ဟိုအဲ့ဆိုလေကျွန်တော်ဒီတန်းမှာကျွန်တော်နေဘူးသားလုပ်လို့ရတယ် လှုံမောနေအောင်ကြီးကကျွန်မတို့လည်းပိုင်တော့ကိုထင်မှာကြည့်ရလန့်ရမလို့ပေါ့ ရှင်းမလို့ပုံလန့်တာပေါ့ အဲ့ရှင်တဲ့ကိုလန့်စရာပေါ်နေပြီဗျအဲ့ဒါလာပြောတာညာဟိုတင်မှာတေးချောက်တယ် အမေတကယ်လား ဩပြုတ်ကိုကလိမ်မမလားအသေးရလေရုပ်ကြီးအမြင်ကြီးလေအသားတွေမဲတူးတာမွေးကြီးလို့ဆွေးကြီးပဲကျန်းကျန်းတော်တော်ကြီးရှာကြီးထုတ်ပြတယ်တန်းအောင်ရှိတယ်ဆိုထုတ်ပြတယ်ပြီးတော့သူ့မျက်လုံးတစ်လုံးတစ်လုံးရတယ်လေ
အကြီးအကြီး ပြလိုက်ပါဖြစ်တာလဲ ဟမ်မဟုတ်ဘူးဟိုလေမျက်လုံးကြည့်တာကိုပြောပြတာဟိုအပေါ်တင်လို့နည်းနည်းအောက်ကျန်သွားဟိုတရက်လေးအရက်ပူရော ရှင်ခုနကပြောတာတရက်အရှိကြီးဆို ဟုတ်လားပြောပြီလားဟုတ်ဟိုလေသူကဟိုမချောက်ခင်ကိုရှိတယ်ချောက်တော့တဲ့ခါပုတ်သွားအဲ့ဒါပြောပြတာ ရှင်အချောက်ခံလိုက်ရမှာပေါ့ ဘယ်ချောက်ခံမလဲကိုထင်ပါလေတရေပြေးတဲ့ခါလားရှိရဲ့အဲ့ဒါရွတ်လိုက်တာဒီကောင်ပြေးတော့ အဲ့ဆိုအဲ့ကတော့ဖြုတ်ပေးပါလား ရှိလို့ချင်းနဲ့ဆိုင်ရော ယူမယ် ရွတ်နော်ဝမ် ဝမ်ဟာရှင်ကလည်းအုံးလို့ပဲကြောက်ပါတယ်အွားတော့မကြောက်ပါဘူး ဟုတ်ဘူးဝမ် ဝမ် အုံတဲ့အစွမ်းထက်သွားသူကဝမ်ဆိုပြုတ်ကြဝမ်จมูกဖြားဖြားက จมูกဖြတ်ဖြတ်က ကော်ထင်ဘူကို ကော်တင်ဘူ အရေးချမ်းတယ် ရစ်ချမ်း ပြန်ရေးချင် จมูกဖြတ်ဖြတ်က ကော်ထင်ဘူ ကော်တင်ဘူ အရေးချမ်းတယ် ရစ်ချမ်းတယ် ဟုတ်ပြီနော်အဲ့ဒါရွတ်နေနော်အဲ့ဒါကိုတက်စီရွတ်ပြေးသွားလဲပြန်ရွတ်နော်ပြန်ရွတ်ပြီးလို့ပြေးသွားလဲဆက်ရွတ်နေနော်ဟုတ်ပြီနော် ကော်တင်ဘူကိုจมูกဖြတ်ဖြတ်ကအရစ်ချမ်းကော်တင်ဘူကိုจมูกဖြတ်ဖြတ်ကအရစ်ချမ်းတမျိုးကြီးပဲကော်တင်ဘူဆိုတော့ကိုတင်ဘူจมูกဖြတ်ဖြတ်ဆိုတော့ကျမပြပြကိုပေါ့ရစ်ချမ်းတယ်ဆိုတော့အရန်ချစ်တယ်对了，北京沟对。啥呀？哎，ပြောကြစီ 有点是，有点有点。ဟုတ်ဒီတဲ့ရနဲ့ဒီတဲ့ရဟိုမခေါ်နဲ့လေဒီဒီဇိုင်းအောင် 哦，乌元不咯，乌了考了不？乌耶。 ဟာစဉ်းစားရတယ်လို့ပါဦးဒီနဲ့ဒိုးတယ်ဆိုလို့ရှိရင်လေဟိုအသက်ကလာတိုင်းတော့ပဲကွာမှာဒီဒီကတော့ကြည့်ရင်ကြည့်အောင်မှာနော် အော်မရှင်းတက်ရွယ်နဲ့များကိုယ့်ရုပ်ကိုမအားမနာတော်ပြရှိ ထားလိုက်ပါအသက်ကိစ္စမပြောတော့ထားလိုက်တော့နော် ပြောနေ ပြောကြစီ ဘာပြောမှလဲပြော ဦးသမီးကိုချစ်တယ် ဩဒါများအာယူရပြီ ဟို romance လေးဟိုရုပ်ရှင်လေးရလို့ရှင်းဆိုမဖြစ်ပါဘူးလား အာအဲ့လိုရီးစားစကားအပြောခံအံ့ဩတယ်ဆိုတော့ရုပ်ရှင်တွေထဲမှာပဲရှိရသီလားဘာမှအံ့ဩစရာမရှိဘူးဒီနေ့ကျရင်ဦးလေးအဲ့လိုပဲပြောလာမယ်ဆိုတော့သမီးသိတာ ဒီလိုလားဒါဆိုဦးတော့စဉ်းစားပြီးသားအဖြေရှိမှာပေါ့နော် ရှိရပါရှိရရှိရ ပါပါလေ ဟိုရုပ်ရှင်တွေတွေကလိုပဲလေစဉ်းစားပြရစီအောင်ပေါ့စားတယ်ဟုတ်ပဲဟုံလေးပြရတယ်ပေါ့မလို့ပေါ့မ မဟုတ်ဘူး ဩရကြရအခါတခါကိုရကြအခါတခါကို3ရက်လောက်ခေါက်လိုက် တော့ရနော်ဦးဝခေါက်အောင်မနော်ဦးဝခေါက်အောင်မနော်အော်ဒီနေ့ပြည့်စမ်းလေးပေါ့ဟဲ့ဘာဖြစ်လာလဲဘာဖြစ်နေအောင်ရ ဘာဖြစ်လာလဲဘာဖြစ်နေအောင်ရ ဟောကျွန်တော်ညမှန်တက်ထားလို့မတွေ့ဘူးဖြစ်သွားတယ် အော်နေသိလားဟိုလူကြီးနဲ့ပြဿနာအလုံးကြီးပြတ်တော့မှာပဲ မတက်ပါဘူးအဲ့ဒီမျိုးလေးကိုကားနဲ့ထွက်သွားတာကျွန်တော်ကိုယ်တိုင်သိချာမြင်လိုက်ရ အေးပြောဘာလို့လဲ ဒီတော့မကြောက်ပြောချင်လောက ဘာပြောရလဲ ဟောကျွန်တော်အဲ့လိုဟိုလောကကြီးကြားတော့ကျွန်တော်အော်ပြောချင်တာနည်းနည်းကျေသွားလို့မကြားတာဖြစ်လိမ့်မယ်နော် သိဘာလဲလဲ ဟိုလင်းကို ဖေးရိုက်တော့အားကိုရလောက်တာဟုတ် လင်းအတွက်ဆိုရင်ကျွန်တော်ဘာလုပ်ပြရဟမ်ပင်နေတဲ့ဆင်းပြီးတော့ငမန်းနဲ့တတ်ဖို့ပြရမလားဟိုးရီအောက်ထဲငုတ်ပြီးတော့ပလဲရှာပြရမှာကြိုက်မလေးတတိရှိတာ အဲ့မလို့ပါဘူးတကယ်ချစ်တယ်ခုပဲလုပ်ပြ ခုလုပ်ပြမလုပ်ပြ ဟိုလူကြီးရဲ့စင်းမြင့်စည်းကားနဲ့ချုပ်ချင်မအောင်နေချင်တော့သူ့လောက်လို့ချင် ဒါလွယ်ပါလေလင်းကျွန်တော်အဖြေပေးလိုက်လေအဖြေပြီးလင်းနဲ့ကျွန်တော်ကြိုက်သွားတဲ့အခါကျရင်ခိုးပြေးသွားရင်အဲ့လူကြီးလေးအောက်ကလင်းလုပ်ပြီပေါ့ဟုတ်တယ်မလား
ဆိုရင် မမတာအောင်ဒါကြရင်ဒီကောက်3ချက်လောက် 3ချက်လာခေါ်မယ်အဲ့ကြောင့်ကျွန်တော်အဖြေတစ်ခုပြီးမှနော် အဲ့ခါကျရင်ဖြည့်ပေးတင်တယ်စဉ်းစားမှာ အားကြကဲတကားကို3ချက်ခောက်ပါလို့ဘာဖြစ်လို့6ချက်ခောက်ရတာလဲလို့နောက်ပြန်ခဏတော့ခဏအော်မင်းအော်ငါသိတာမီးလိုက်တော့မယ်အတရားတကားခောက်နေရဘူးလေဟင် ဟိုက အရန်ချစ်တယ်နော် ချင်းတကားဖွေး ဘယ်သူလဲဟင် မင်းထင်ဘောလေးဘယ်ဒီဘောလေးအဲ့ဒါဆိုရင်လေအော်မဟုတ်ဘူးလားဟင် အုံးလည်းမဟုတ်ဘူးဘုံလည်းမဟုတ်ဘူးမင်းထင်တကားဖွင့်တာမတွေ့ဘူးလားငါဖြတ်ပြီးဝင်လာမှာတကားကိုကျင်းနေအောင်မနေနဲ့ဒီလိုတွေဟာညင်းနေတယ်ဟမ် မလို့ပါ ရုပ်တွေလည်းကြည့်ဦးညာကြီးတော့မိတ်ကအပွေးလာတယ်ဟာချင်းတကားဖွေး ဘယ်သူလဲဟင် မင်းထင်ဘောလေးဘယ်ဒီဘောလေးအဲ့ဒါဆိုရင်လေအော်မဟုတ်ဘူးလားဟင် အုံးလည်းမဟုတ်ဘူးဘုံလည်းမဟုတ်ဘူးမင်းထင်တကားဖွင့်တာမတွေ့ဘူးလားငါဖြတ်ပြီးဝင်လာမှာတကားကိုကျင်းနေအောင်မနေနဲ့ဒီလိုတွေဟာညင်းနေတယ်ဟမ် မလို့ပါ ရုပ်တွေလည်းကြည့်ဦးညာကြီးတော့မိတ်ကအပွေးလာတယ်ဟောလာသလားကတော့ဒီရုပ်လားဒီမျက်နှာလားဟမ်ရင်မဆိုင်ရဲလို့အမပြန်လာလေးစောင့်ပေးပါစို့အခုတော့နင်တို့ကောင်လေးနဲ့ချင်းညီလိုက်ချင်းဖြစ်နေဖြစ်လို့ငါ့ကိုတုံးချတာဟုတ် ဟိုကလေဦးလားသမီးကဦးလူကအမြဲတမ်းဟောင်းတာပဲပြီးတော့လေဦးထောက်ထားတဲ့စီကန်းနေလားခုမှမဖောက်ပါဘူးဦးရဲ့ဟုတ်ပါတယ်ဦးရဲ့ဦးထောက်ထားတဲ့စီကန်းနေမှာလေတစားလာမဖောက်ဘူးဘာမှမပါတာ အပေါ်လေးရှောက်ပြောမနေနဲ့နော်နင်တို့ဘာလုပ်မယ်ဆိုတော့ကြုံမသိတဲ့တော့ငါအရာရာတိုင်းကိုစီကန်းကြုံမထုတ်ထားနိုင်ဘူးအခုနင်တို့ဘာလုပ်မယ်ဆိုတာငါသိနော် ဦးလေးရလဲမရေလည်းမရှိဘူးရေကလေးဆောင်လည်းမွေ့ဘူးလေ ဒီတပ်ပိတ်တာနော်နင်တို့ပစ္စည်းတွေကုန်သွားသိငါထောက်ဆွေး ဦးလေးလည်းအဲ့ရလဲမယ် ငါစကားကိုဆုံးအောင်နားထောင်ငါဒီကားမှာပြောင်းလိုက်မယ်နင်တို့အဲ့ခါမှာသွားအေးသွားပစ္စည်းတွေသွားသိကဲပစ္စည်းသွားသိဆယ်မိနစ်ချိန်ပေးမယ်ဆယ်မိနစ်လေးရောက်သိအားလုံးလည်းစောက်ကြပါမယ်သွား ဝင်ပြီးတော့ဒီလိုအချက်ကြောင်မပြသေးနဲ့နိုင်နေတယ်ဒီလိုကြားရတဲ့အားကြီးတာချစ်သူကတကယ်ချိန်လို့ရခဲ့ပါပဲ
ဘာမှကဲစိတ်လို့ရောက်ခဲ့ပါပဲသူနဲ့တွေ့ရဖို့သက်ဦးနဲ့ငါတို့ရောမွေတော့ထောက်ခဲရလို့အာနာရှိရပြီခန္ဓာကဲလို့ဟေးသုံးချက်ခောက်လိုက်ပြီခောက်ရခောက်သုံးချက်ခောက်လေးချက်ခောက်လိုက်မယ်ဟေးတောင်းလေးချက်ဘာမှလည်းရှိမှာရှိလို့ရှိရမှာမင်းရတယ်ကွာမင်းတစ်ခုမင်းရတယ်ကွာရှိတယ်သူတို့ကအတရားချင်းတာသူတို့ကစချင်းတာရှိတယ်ကြောက်မေဟိုဒီပဲထောက်တော့မသိဘူးတော့ဟဲ့ကောညနေတာဘာနဲ့တီးလို့ချစ်ရမှာဆက်နေတာဒီဦးကသုံးချက်ပဲခောက်ခိုင်းတာငါ၄ချက်ပြတော့တစ်ချက်ပြန်လျှော့လိုက်တစ်ချက်ပြန်လျှော့မယ်သူကတကားလေးပြင်လာလေလူလူမင်းတို့လည်းကြာလူလူမင်းတို့လည်းကြာမင်းတို့လည်းကြာငါဒီစားပါလေငါလေးသုံးချက်ခောက်ခိုင်းတာဘုံကြီးရှိဟာဝင်လေးကပွင့်လို့အားလုံးသွားကြမယ်ချက်ဦးနွားနူအစွမ်းပြရတော့မယ် รู้ป่ะตีใหญ่လုံးဝမသိရဘူးနားနဲ့တယောက်ကိုပါရီကွာအာနာမီးကဒုက္ခနားနဲ့တယောက်ငါတို့ကညာသူကတယောက်တကယ်လို့ရှိရင်ငါတို့အညာနိုင်ရမှာမဟုတ်ကွာသူကတယောက်တည်းနိုင်ကွာမတရားဘူးလည်းပြောရမယ်အဲ့ဒီလိုပဲတို့ငါရုံနဲ့ချက်ကိုလိုငါတို့တော်တော်ခံခဲ့ဒီနဲ့တည်းတကယ်ဆိုကွာအဲ့ဒီလူလောက်ကတော့လေသူကအေးဆေးပဲကြည့်လားပြုတ်ချလို့တော့ရတယ်သူက9ယောက်သူကတယောက်တည်းဆိုတော့ကိုလိုဘက်ကအနိုင်ကျင့်တယ်လို့ဖြစ်မှဆိုလို့အဲ့ဒါကိုချိန်ပြီးတော့နေတာနဲ့သူကဝင်ဆိုးတာအဲ့ဒါခံလိုက်ရတာသူကကွာနင်းလူကြီးကမတရားဘူးသူတို့ကလေနင်းလူအခန်းတကားလေးဖုန်းပြီးတော့ဝင်နေတာဟုတ်သူကအဲ့ဒီလိုလှုပ်လိုက်တယ်တရားလားဟင်သူကလေကြီးကြီးရဲ့ဒီက3ချက်ခေါက်3ချက်ခေါက်ဟိုတကားကြီးကပုံပါလေဒီတကားကြီးပုံသွားပြီးတော့သူကလေဒီသူကလေဒီတကားကြီးပုံရနေဆိုတော့ခေါက်ဝင်လိုက်တာဒီလိုဖြစ်သွားတယ်ဘူးဒီမှာဟိုဒီကဦးချစ်တယ်ဒီမှာအခုကသူ့ကိုဖုန်းနေရတော့အမေနိုင်ပါတော့ဒီလာဟိုမှာဒီလာအဲ့လေအဲ့တော့မလို့အဲ့ဒီငောင်းနဲ့ဖမ်းနေလဲလိုက်တော့ဒီကျုံမှာအဲ့လေဒီကိစ္စသူလည်းမဆိုင်ဘူးသူနဲ့ဆိုင်တာငါတို့ကိစ္စကိုဗီလာဟုတ်တယ်ဘာမှမဆိုင်တမင်တကာလောက်တာသူကပြောလိုက်အဲ့လေဟာငါတို့ကသူ့အကူကြီးတောင်းထားတယ်ဆိုတော့အန်ဒီကိုကောက်ွယ်ဖို့တွဲတဲ့အကူကြီးတောင်းထားတာဟိုအခုဟာလေငါတို့ကိုယ်တိုင်ကဟိုဒီကတော့အောင်ကြီးလို့လက်ခံထားတဲ့ဟာအဲ့လိုလုပ်တာဘယ်ကောင်းမှာမလဲဟာအဲ့ရတော့မယူလည်းမစောင့်နဲ့ဟုတ်ဖြစ်ချင်တာဖြစ်ပဲဆိုတော့သူလောက်ဆူတာဟုတ်တာခံမယ်ဆိုတာအိမ်မှာလူကြီးရဲ့ဆူတာဟုတ်တာခံအဲ့ဒါမှခံတာအောင်မယ်သူတော့စိတ်ညစ်အောင်ပေါ့ဘယ်ဟုတ်ဒီတိုင်းပြန်သွားလို့တော့မဖြစ်ဘူးအဲ့လူကြီးနဲ့စင်းရှင်းပြီးမှကိုပြန်သွားဖြစ်မှာရှင်းပြီးမိတ်ဆွေဒီလိုလောက်သွားတော့ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ရေစင်ပြောတာဟုတ်တယ်ဘာရှင်းစင်းတော့ရှင်းဘာရှင်းအဲ့ဒီဘာကြောင့်လို့ဒါတိတ်ကစားချင်လိုက်ဒီနော်ကျွန်တော်ပြန်ပြန်သားပြန်ဘယ်ဘက်တက်တော့ဘယ်ဘက်တက်တော့ဒီကျတော့တူလိုက်တယ်မှာအားရှိသေးတယ်ဆိုထိုးလိုက်ဝေးသောမစုမကွယ်ရတတ်တယ်ရတတာကြပိုက်တော့မခွေးတော့ဒါမျိုး
ဒီတက်နေလို့မိဘလာလို့အဲ့လိုလူမျိုးကျင်းလို့ပြအောင်ဖိလိုက်တာလေရရပါရငါကလည်းချက်နေပါပြတ်တာကြီးနောက်ခေါက်ကြည့်တာအုံးကြီးတယ်လာရင်တည်တောင်ဆောင်နေပါနဲ့ကျမတို့အားလုံးရှင်ပြောကြရှိလို့လာခဲ့တာဟုတ်ကျမတို့ပြန်မယ်အဲ့ဒါဦးမင်းထင်အဖြစ်ကြီးဟုတ်တယ်အစတော့ပြန်ဖို့စီစဉ်မရှိဘူးမမရိုးပြန်လာတဲ့စောင့်မှုအခုရှင်နဲ့ဘလို့မှဆက်ပြီးနေနေတော့ဟုတ်တယ်ကြာရင်ကျမတို့အားလုံးကစိမ့်ပြောရထားနေကြတော့ဖြစ်ကုန်တယ်အဲ့တော့ကျွန်တော်မခံနိုင်တော့ပြန်လာလည်းကောင်းပါအဲ့ရှင်သိထားပါလေကျမတို့အားလုံးအရွယ်ရောက်ပြီးသားမင်းခေတွေအားလုံးလည်းမိကောင်းမှလည်းတားသမီးတွေကိုချက်ဖို့ကိုရက်တည်နိုင်တယ်ကိုချိန်နိုင်တယ်မိဘတွေရဲ့မျက်စိကွယ်ရမှာဆိုရှင်တို့ကျမတို့အားကိုခဲ့ရခုတော့လက်သားပဲအားကိုရတယ်နဲ့ဟာမင်းအားကိုဟုတ်တယ်ကျမတို့လှုပ်ချင်တာကျမတို့ဖြစ်ချင်တာဆိုဦးမင်းချင်အများအားကန့်ကွက်အများအားနဲ့ချုပ်ချယ်ကျမတို့ကလူတွေပါလူဆိုတာလူလိုနေချင်ကြတာကြီးပဲကျမတို့ကဦးမင်းချင်အယုတ်တွေမဟုတ်ပါအဲ့ဒီခုတော့မှတ်ထားပြီလားဟုတ်ကြတယ်သွားမှာပါကျမတို့အားလုံးအတွက်ဦးမင်းချင်လိုအပ်တော့ပါဟုတ်ကျမတို့အိမ်ပြန်တော့အိမ်များလို့ရှိရင်လည်းဓမ္မရဲ့ကိစ္စလူကြီးကိုအားလုံးအမှန်တိုင်းပြောပြလိုက်သူတို့ဘာပဲလုပ်လို့သူတို့ဆူဆူဆဲဆဲရှင်းရှင်းနှက်နှက်ဟိုအားလုံးကျမတို့ခံမယ်ဒါမဲ့ဒင်းပြဆုံးမှာတော့ဒီလိုခံရတော့တောင်းပန်လို့ပါပဲသူတို့နဲ့စတင်တွေ့ရဲ့စကြရဲ့အုပ်ချုပ်ကမော်ရလိုက်ရင်ဘုံပဲလာ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 တဲ့စတင်လို့နေရလိုက်ပေါ်ရဲ့ကျွန်တော်တို့ဒီနေ့ညမှာကျွန်တော်ဒီလိုဝဲကိုစီကားတိုက်နေကြရုပ်တရက်ကြီးကျင်းပါတဲ့အကြောင်းရအောင်ငါတို့ပြောရတယ်ပြောရတယ်ယာမီချိန်လေးပါကျွန်တော်တို့ရဲ့ချစ်သူလောင်းညာကြီးဖြစ်လာတယ်မိန်းကလေးတွေရဲ့ထိတ်တော်ကြီးထိတ်မတော်ပဲနဲ့တိတ်တော်ကြီးရန်ကုန်ပြန်ကြသွားတဲ့ကြောင့်ကျွန်တော်တို့ဝမ်းသာခြင်းထိတ်မှနဲ့ကျင်းပါဖြစ်လာတယ်ဒီမိဘပွဲကြီးရဲ့ကြီးကျယ်ခမ်းနားတဲ့ပွဲကြီးပဲကျင်းပါပါဦးမယ်အဲ့ဒါကြီးမကြခင်မှာကျင်းပါမယ်ပွဲကြီးရတော့ဖြစ်ကျွန်တော်တို့တွေနဲ့ဟုတ်ကဲ့ခရီးကဒီမရီလေးတွေနဲ့ချစ်သူကြီးစားဖြစ်သွားတဲ့နေ့ပါပဲခင်ဗျာဟုတ်ပါတယ်ခင်ဗျာဟုတ်ပါတယ်ဟုတ်တယ်နော်ဟုတ်ပါတယ်ဟောလို့ရှိရတယ်တခြားလူအဲ့လေကြောင်းရှိတယ်ကြောင်းကြောင်းမကြည့်ကြတော့ဆိုထားတယ်ဗျာဟေးမိုးလေးနယ်ကစဉ်းစားပြီးရထားဟိုပါပဲလက်စင်မင်းလို့ပြင်ပြကြည့်တာထားတယ်ပါပဲဟေးထားပါလေထားပါလေတော့ကိုလာထားတယ်ဟေးထားပါလေထားပါလေဒီလေးပြောလို့ဘာလို့လဲဟေးနေပါပြီလို့အမေအဲ့အတိတ်တော်ကြီးမရှိတော့အခုလိုလွတ်လွတ်လပ်လပ်နေရလားဒီလိုအခွင့်အရေးမျိုးပိုင်ပိုင်နေသုံးချစမ်းပါ
ကိုလူကြီးရှိတော့အခုလိုမျိုးဝင်တယ်ငါတို့ကတွေ့ဖို့ကိုတွေ့ရငါတို့ကိုပို့တော့တယ်အခုရှောက်တဲ့တံမင်းနဲ့ရှင်းနေရအခုတားပါပြီတားပါပြီအဲ့ဒါလည်းပါပြီညနေတိုင်းကိုရေကူးပါမယ်ကောင်းကံပါမယ်ကံတယ်ကိုမီးအောင်မဲလုပ်ပါမယ်ဘာတူပါလားခင်ဗျာတာလာတာလာလာလာရုပ်လည်းပြောင်းနာတော့မှန်လေကွာဟမ်ပြန်လန်းပြန်ပါမိုးရှိတယ်ညာဒီတိုင်းလာနေနေရလေးရှိတာငါဘာလို့စောင်းနေမသိတယ်လို့ဘယ်သိမလဲမင်းမိုးနေတဲ့ကောင်လေးလင်းနေမရလေးရောက်မိုးမြင်လေးမြင်ချိုးတော့မြင်တော့ဒီကောင်အဲ့လိုမပြောနဲ့အဲ့လိုမပြောနဲ့အဲ့လိုမပြောနဲ့လေမတော်ကြီးတင်းဟော်တယ်ထဲမှာမဟုတ်ဘူးတို့အချစ်တုံးနဲ့တပ်ပုတ်တုံးထွေးနေရတာလေအဲ့ဒါထည့်ပြောဦးလေဟဲ့အခုဆိုပျော်ပါနေတဲ့အချိန်မှာအဲ့ဒီတုံးကြောလာမပြောနဲ့ဟောဘူးဟုတ်တယ်အေးလေဟာသူသာပါလို့ရှိရင်ငါတို့လေဟွာမလို့လေဒီအောင်လို့လေပြောနေအောင်ပါဟာကဲအားလုံးမင်းလည်းတော့ခုတင်အားစားပြီးတော့လမ်းလာပြီခင်ဗျာရဲနေတော့ဒီပြရအောင်ရေတော့တေးကြိုက်ဘာပြင်းနေစမ်းကလေးကောင်းနေပါတော့Hello. Eh? Hey. ငါကမဘောဘူးကြိုင်ရတော့ဘယ်ဘူးလဲဗျ။ဘယ်ဘူးလဲငါကမငါတော့ဒီနေ့ကမဘူးလဲဗျ။ဒီမှာကောင်းမလေး9ရောက်တော့။ခေကောင်မင်းကတော့ဘာမှပြောနေအားလုံးအဲ့9ရောက်ဆိုငါကမကြီးပဲ။ဟုတ်ကဲ့ဘာကောင်းလို့ဘာရောက်တော့ဖုန်းကြိုင်ရတော့။ဟာနေဦးကြကျွန်တော်လေဒီမှာသူတို့ရေးချမယ်ဆိုကျွန်တော်ဒီဖုန်းနဲ့ပြင်ထားတယ်။နော် no problem ။ဒီမှာဖုန်းလာနေတယ်။ခင်ဗျားတို့ရဲ့ခင်မတဲ့။ဟောဟုတ်ပါဘူး။ခဲတဲ့။ခဏလေးနော်လာမှာ။哎呀，开嘛做了，开我做了。Hello。哎，你妈来啦？ဟုတ်ကဲ့ကိုကြီးပြောကိုကြီးထွက်လာကြပြီခုလမ်းဆက်နေတာဟိုပသိန်းအောင်ကြောလာပြီရှင်ဟာနေစနေလားဟုတ်တယ်ဟိုညီမလေးတို့အခုလိုထားခဲ့ရလေညီမလေးရဲ့အမကြီးကစိတ်မကောင်းဖြစ်နေတာကိုကြီးစိတ်မကောင်းပါဘူးမလွဲတာလို့ထားခဲ့ရတာနော်ခုလို့ရပါတယ်အကိုကြီးဝါသားစရာပြောအောင်မယ်ဟိုအကိုကြီးနဲ့လေကြီးတို့ရဲ့အမကြီးကိုကြီးတို့အိမ်ကသဘောတူလိုက်ပြီဗျာဟုတ်တယ်သဘောတူလိုက်ပြီသူတို့ကိုယ်တိုင်လာခေါ်တာဒီလိုမျိုးပါပါတယ်ဟလားမန္တာဘောပါတာဘောအခုသူတို့ကရှေ့ရသွားလေရှေ့ရကားနဲ့ဟိုကိုကြီးတကယ်ကြီးကိုပြောပြမအောင်သူမရှိဘူးအကိုကြီးမရှိဘူးဘယ်အောင်နေလဲသူဟိုနာမောရေကူးနေတဲ့မရှိဘူးအနာမောဖုံးရဝဲရွယ်အဲ့ဆိုလေကိုကြီးဖုန်းဆက်တယ်လို့ပြောလိုက်နော်မကြခင်ပြန်ရောက်တော့မယ်လို့ရှင်ကလည်းဟိုလိုပေါက်ကလေဟာခင်ဗျားတို့ဖုန်းလိုက်တိုင်စို့အဲ့တော့ပေါင်းဟောက်ကိုငွေရတယ်ဒီမှာလာရောက်ဒီမှာလေအပေါ်ကြီးကငါ့ရဲ့အဲ့ဒါဘောသူလိုက်ပြီးတဲ့အဲ့ဒါငါရဲ့မောမီလောင်တာအဲ့ကောင်းတယ်ဘာတော့ပါလဲဒီမှာစိုးနေတယ်ဒီရက်နေကတိုက်ရဒီအဖေနဲ့မေလိုက်တာလေဆိုရန်ကုန်လိုက်တာဖေကလားပညာနဲ့လာတာ
ဝေးပဲကြံသေးတယ်ဟဲ့ကြီးကြီးလေးမင်းနောက်မနေနဲ့မတရားထွက်လာတော့ခုလောက်ဆိုရောက်တော့ပြီမြန်မြန်ပြန်မယ်မြန်မြန်ပြန်မယ်မြန်မြန်လို့我讲，这个就是တင်ပြတယ်စီတယ်ဟာဒီကမှမလာတော့ဘယ်ပြန်ကြောက်ပါလဲကျွန်တော်တို့လည်းရေးကြည့်တယ်ဗျဘယ်လိုနည်းနဲ့မှပြန်လို့မဖြစ်ဘူးဟာဘာလို့ပြန်လို့ပြောပါလဲခင်ဗျားတို့အသွားလည်းနေကားတော့နေစားပဲဟုတ်လားခင်ဗျားကျုပ်တို့ပြန်ပေးဆွဲမလို့လားဒီကပြန်ပေးဆွဲရမှာလေဗျာရေးရလည်းကြီးနေပြီတော့လမ်းရလည်းကြီးတယ်လေးကတက်လိုက်ပြမှာဆိုဘယ်လိုနည်းနဲ့မှပြန်လို့မဖြစ်ဘူးညနေဒီတော့ဆောက်မယ် စတိရောက်ဘာလို့မှမဖြစ်မှာအမျိုးတို့ပြန်လိုက်ချက်ကုန်နေရတော့မလုပ်ဘူးပါ ဟုတ်ကဲ့ကူပါကူကြီးနေတယ်ဒါပေမဲ့အသက်နဲ့လေးမျိုးကူကြီးကိုကူကြီးနိုင်ဘူးပြကျွန်တော်ကကားနဲ့မရနဲ့ဗျာဟာဒီကပြင်းလားဘူးတော့ဗျာဆက်ပါလို့လေအခုကောင်းတယ်နော်ကြက်ဒီကြောင်အဲ့ခင်ဗျားတိုင်းမပို့ရင်လည်းတင်ကားလိုက်ဟုတ်တော့တော့ပါကြားတော့ပြီဟုတ်တယ်အားတော့ငါလည်းဒါမှကိုကြည့်တဲ့ကိစ္စကိုကိုကြည့်ရှင်းလာလားရှင်းရလာလာလာကိစ္စတော့မပြောနဲ့လာလာလူတွေလည်းမကြည့်ဘူးနည်းနည်းငါလိုက်ပြီဗါလဲခဏမျက်မှန်တော့ပြန်ပြီးယူမျက်မှန်တော့ရမှာဗျာဒီလိုကတော့ပြန်လို့ပဲကွာငါခင်မရတယ်တော်တော်စိုးပုံရပါတယ်ကွာသူပြန်လို့ကြိုးစားတယ်ဒါပေမဲ့ तू လက်ခံထားတဲ့အလုပ်တစ်ခုကိုအစအဆုံးလုပ်ရမယ်ဆိုတဲ့အသိစိတ်နဲ့ဒီဟိုတယ်ကနေတခြားဟိုတယ်ပြောင်းပြီးမင်းတို့ရဲ့အခြေအနေစောင့်ကြည့်ညာ तू ချင်းတဲ့အတိုင်းပဲလေမင်းတို့အားလုံးပြဿနာတက်ကြတာ तू ကဲပြီးလို့ပေါ့ तू ကဲအခုရှင်အောင်မင်းတို့အောင်ပေးနေရတယ်အေးဟုတ်ပြဿနာပို့တာကောင်းပါလိမ့်ရောအဲ့ဒီကောင်းပါလိမ့်တော့လည်းမင်းတို့ဘာမှပူစရာမလိုနော်ငါတငယ်ချင်းမင်းနေရပဲသူတို့ကဲခဲ့အေးသူငါမိမကိုရှင်းပြတယ်ငါတို့မင်းတို့ကြောင့်ကုန်ပြီတို့ရင်းရစားကောင်းမနေကြတော့ကွာဟုတ်မေးရောသူပြန်သွားပြီကွာနင်းနေအခုမှလည်းပြန်သွားတယ်
ပါလား ဟိုပါလေဟိုသမီးကဟိုခုနဲ့လေတခါလေလိုက်ခဲ့မလို့ဟိုလိုက်ခဲ့စီလိုက်လို့ဟုတ်တယ်ရဲ့ဟိုသမီးကလေခုနဲ့ခါရရင်ပြန်လိုက်တယ်လို့လိုက်မယ်နော်လိုက်မယ်နော်လိုက်ပါဦးလေမင်းနဲ့ဖေလည်းဖတောင်းပြီးပါပြီဟုတ်တယ်အမရောလည်းပြောပြီးပါပြီဟုတ်တယ်အဲ့တော့ဦးနဲ့လိုက်မယ်နော်သူကလည်းလိုက်သွားတဲ့စိတ်ချတယ်တဲ့နော်လိုက်မယ်နော်ဟုတ်တယ်သူတို့နဲ့ပြန်မလို့တော့ဘူးအဲ့လေဟုတ်လားနော် ဒါလည်းမျိုးနဲ့ပြန်လို့လား အဲ့လေတကယ်သူပြန်ကြည့်ဦးပေါ့ ပြန်ရင်လည်းပြန်လဲထွက်လာတော့ အဲ့လိုမျိုးပါတော့ဟိုလည်းပြန်ပြန်မျိုးတော့ကြာဘူးလိုက်ချင်လိုက်အစစ်ကြဆင်း Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ